VT market ထဲကနေငွေထုတ်ပြီးတော့ဘိုင်ဘက်အကောင့်ထဲကို deposit ထည့်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ VT market website ထဲမှာ login ဝင်ရမှာဖြစ်ပါတယ် VT market website ထဲကို login ဝင်ပြီးဆိုရင်ကျွန်တော်တို့ trading account ရှိတဲ့စာမျက်နှာကျလာမှာဖြစ်ပါတယ်အဲ့ဒီစာမျက်နှာကျလာရင်ကျွန်တော်တို့ကဒီမှာfund ဆိုတော့ရွေးရမှာဖြစ်ပါတယ်fund ကိုနှိပ်ပြီးရင်ကျွန်တော်တို့ကငွေထုတ်မှာဖြစ်တဲ့အတွက် withdraw fund ကိုနှိပ်ရမှာဖြစ်ပါတယ်withdraw fund ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီလိုပေါ်လာမှာဖြစ်ပါတယ်ဘယ်ကောက်ထည့်ရထုတ်မှာလဲဆိုတော့ကျွန်တော်တို့ဒီမှာရွေးချယ်လို့ရပါတယ်ကျွန်တော်ကတော့ဒီကောက်ထည့်ရထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော် amount ရေးမှာဖြစ်ပါတယ်ကျွန်တော်ကစံကောက်ဆိုတော့ USD နဲ့ရွေးရမှာဖြစ်ပါတယ်စံ1000နေစပြီးထုတ်လို့ရပါတယ်စံ1000ဆိုတော့ဒေါ်လာ30ပေါ့ဗျာကျွန်တော်ကတော့ဒီလမှာမြတ်ထားတဲ့ဟာတွေထုတ်မှာဖြစ်တဲ့အတွက်11800ထုတ်မှာဖြစ်ပါတယ်ကျွန်တော်က11800ဆိုတော့ဒေါ်လာနဲ့ဆိုရင်118ဒေါ်လာပေါ့ဗျာကျွန်တော်တို့ထုတ်မဲ့ amount ထည့်ပြီးဆိုရင်ကျွန်တော်တို့ continue ကိုနှိပ်ရမှာဖြစ်ပါတယ်continue ကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာဘယ် network နဲ့ထုတ်မလဲဆိုတော့ကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်ဒါလေးကိုနှိပ်ပြီးကျွန်တော်တို့ရွေးရမှာပါဒီမှာပေါ်လာပြီဆိုရင်ကျွန်တော်တို့က cryptocurrency နဲ့ထုတ်မှာဖြစ်တဲ့အတွက် cryptocurrency ကိုရွေးမယ်ရွေးပြီးရင်ကျွန်တော်တို့ကဒီမှာဘယ် network နဲ့ထုတ်မလဲဆိုတော့ရွေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ USDT BEP20 နဲ့ပဲရွေးမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်က USDT BEP20 ကိုနှိပ်လိုက်မှာဖြစ်ပါတယ်USDT by BEP20 ကိုရွေးပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ wallet အတွက်နေရာမှာ Bybit ကနေ USDT BEP20 ရဲ့ wallet အတွက်ကိုသွားယူရမှာဖြစ်ပါတယ်ကျွန်တော်တို့ Bybit ထဲကိုသွားပါမယ်ကျွန်တော်တို့ Bybit ထဲကိုဝင်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ deposit ထဲမှာဖြစ်တဲ့အတွက် deposit ဆိုတော့နှိပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့က USDT ထဲမှာဖြစ်တဲ့အတွက် USDT ကိုနှိပ်ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ network ကိုရွေးရမှာဖြစ်ပါတယ်ကျွန်တော်က VT market မှာ USDT BEP20 ရွေးခဲ့တာဖြစ်တဲ့အတွက်ဒီမှာ Bybit ထဲမှာလည်း USDT BEP20 ပေါ့ဗျာဒီမှာ network BEP20 ဆိုတာကိုကျွန်တော်တို့ကရွေးရမှာဖြစ်ပါတယ်ရွေးပြီးပြီဆိုရင်ကျွန်တော်ဒီလိုပေါ်လာမယ်ပေါ့နော်ဒီလိုပေါ်လာရင်ဒီလိုလေးဆွဲလိုက်မယ်အဆုံးတွေဆွဲလိုက်မယ်အဲ့ဆိုရင်ဒီလိုပေါ်လာပြီဒီလိုပေါ်လာပြီဆိုရင်ဒီမှာ wallet address ဆိုတာရှိတယ် wallet address ကိုကျွန်တော်တို့ကcopy ကူးရမှာပေါ့နော်ဒါလေးကိုနှိပ်ပြီးcopy ကူးလိုက်ပြီး copy ကူးပြီးရင်ကျွန်တော်တို့က VT market website ထဲကိုသွားပြီးတော့ဒီနေရာမှာထည့်ရမှာဖြစ်ပါတယ်Bybit ထဲက USDT BEP20 ရဲ့ wallet address ကိုထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာပြန်စစ်ကြည့်လိုက်ပေါ့နော်အကုန်လုံးစစ်ကြည့်တာပိုကောင်းပါတယ်ကျွန်တော်ကတော့ရှေ့ဆုံး၅လုံးနဲ့နောက်ဆုံး၅လုံးပဲစစ်ကြည့်လိုက်မှဖြစ်ပါတယ်မှန်တဲ့အတွက်ကျွန်တော်ကတော့ဒီမှာ important note မှာတော့ထည့်စရာမလိုပါဘူး withdraw now ကိုနှိပ်လိုက်မှဖြစ်ပါတယ်withdraw now ကိုနှိပ်လိုက်ရင်ဒီလိုပေါ်လာမယ်ပေါ့နော်ဒီလိုပေါ်လာရင်ကျွန်တော်တို့ကစံကုတ်ဆိုတော့နှိပ်လိုက်မယ်စံကုတ်ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ trading account ဖွင့်ထားတဲ့ Gmail တွေကိုကုတ်6လုံးချပေးမှာဖြစ်ပါတယ်အဲဒီကုတ်6လုံးကိုဒီနေရာမှာထည့်ပြီး confirm ကိုနှိပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ Gmail ထဲမှာကုတ်6လုံးချပေးဖြစ်ပါတယ်အဲဒီကုတ်6လုံးကိုကျွန်တော်တို့ကထည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ email တွေကိုကြလာတဲ့ကုတ်ကိုထည့်ပြီးဆိုရင်ကျွန်တော်တို့ confirm ကိုနှိပ်လိုက်မှာဖြစ်ပါတယ်confirm ကိုနှိပ်ပြီးရင်တော့ဒီမှာပေါ့နော် security authentication နဲ့အဲ့ဒါတော့ Google Authenticator အထက်ကကုတ်ကိုထည့်ရမှာဖြစ်ပါတယ်ဒီကုတ်ကိုမထည့်ရင်ငွေလုံးဝထုတ်လို့မရပါဘူးအဲ့ဒါတော့ Google Authenticator နဲ့ချိတ်ထားမှာဖြစ်ပါတယ်ကျွန်တော် Google Authenticator အထက်ကကုတ်ကိုတော့ကျွန်တော်မပြတော့ပါဘူးကျွန်တော်ဒီတိုင်းပဲထည့်လိုက်ပါမယ်35349ခွန်းထည့်ပြီးဆိုရင်ကျွန်တော်တို့က continue ကိုနှိပ်ရမှာဖြစ်ပါတယ်ပုံမှန်ငွေထုတ်ရင်တော့9မိနစ်အတွင်းရောက်တယ်ပေါ့နော်အခုတော့ဘယ်နှမိနစ်ကြာမလဲကျွန်တော်တစ်ချက်စောင့်ကြည့်မယ်ဒီမှာငွေထုတ်လိုက်ပြီပေါ့နော်ဘယ်နိုင်လဲဆိုတော့9:52ပေါ့နော်9:52မှာကျွန်တော်ထုတ်လိုက်တာဖြစ်ပါတယ်ဒီမှာကျွန်တော်အကောင့်ထဲကနေဖြတ်သွားပြီဖြစ်ပါတယ်9:52ကနေထုတ်လိုက်တာ2မိနစ်မှာ Bybit ထဲကိုငွေရောက်မလဲဆိုတာကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရအောင်ပါဒါကတော့ကျွန်တော် Bybit ထဲမှာ41.19 USD ပဲရှိတာဖြစ်ပါတယ်ဘယ်ချိန်ရောက်မလဲဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်မယ်